ပထမဆုံးသတင်းနဲ့ဆက်လိုက်ရအောင်ရှောင်းနဗယ်ကဒုတိယအချီမှာအမန်ဇဲဘတ်ကိုထူးနဲ့အနိုင်ယူပြီးသူ့ရဲ့အောင်ပွဲဆက်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီးအားကစားကွင်းပရိသတ်တွေကိုကျေနပ်စေခဲ့ပါတယ်။ဇဲဘတ်လဲကျသွားတဲ့အခါတပုတ်ကပရိသတ်တွေကိုတိုးဆုပ်ခြင်းမရှိဘဲမိန်ကွန်းပြောကြားခဲ့ပြီးအားလုံးရဲ့အာရုံကိုဖန်ဆားနိုင်ခဲ့ပြီးနောက်ဆုံးပွဲစဉ်ကိုပိုပြီးစိတ်လှုပ်ရှားစေခဲ့ပါတယ်။ပွဲပြီးမှာနဗယ်ကအင်တာဗျူးတစ်ခုမှာယုံကြည်မှုရှိရှိနဲ့သူ့ကိုယ်သူကျေနပ်အားရကြောင်းနဲ့လှောင်အိမ်ထဲမှာသူပြသခဲ့တဲ့အဆင့်ပြီးနောက်ဒီစုကိုထိုက်တန်တယ်လို့ခံစားရလို့စုကိုရရှိဖို့မျှော်လင့်ကြောင်းအတည်ပြုခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ဂျမ်မိုဟုတ်ကအငင်းပွားဖွယ်ရာကြီးညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီးရှင်ပြိုင်သူတွေတဲကတယောက်မှမတက်ရောက်ခဲ့တဲ့အားကစားသမားအရေးအတွက်များပြားလွန်းတာကိုအံ့အားသင့်မိကြောင်းဖော်ပြခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ဂရုမစိုက်တယ်လို့ခံစားရတယ်လို့သူကထောက်ပြခဲ့ပါတယ်။ Brian Wardika ကအဗယ်ရဲ့အောင်ပွဲကိုဂုဏ်ပြုခဲ့ပြီး Annie Sajudov ကအသေးစိတ်ရှင်းပြခဲ့ပါတယ်။ဤပညာပိုင်းဆိုင်ရာစွာအန်းဆောင်ရီကစီးနဟာမြေပြင်နဲ့ပေါင်ကိုအလွန်ထိရောက်စွာအသုံးချနိုင်ခဲ့ပေမဲ့အော်လဟဘာကဒရိုက်ဘာဘက်ချန်ကိုကောင်းမွန်တဲ့ကန်ချက်အနှဲငယ်ကန်နိုင်ခဲ့တယ်လို့ပြသခဲ့ပါတယ်။ကိုရီယန်ဒိုဆန်ကဝေါ်လီရဲ့အောင်ပွဲခံပွဲအပေါ်မှတ်ချက်ပေးခဲ့ပြီးဂျမ်မိုဟဲလ်ကိုအလဲထိုးပြီးနောက်အော်လက်ဆိုင်ရဲ့အောင်ပွဲခံပွဲထက်ဆုတ်ခွာချိန်မှာသူ့ရဲ့အပိတန်တွေကပိုအေးဆက်နေတယ်လို့ထောက်ပြခဲ့ပါတယ်။တစ်ဖက်မှာတော့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုလူတိုင်းသဘောမတူကြပါဘူး။ Terence Kenny ကရက်တက်မှုကအယမ်းမြန်လွန်းတယ်လို့ခံစားရပြီးပြက်ပြက်တသားကန့်ကွက်ခဲ့ပါတယ်။ပွဲကပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာပြီးဆက်လုပ်ဖို့ထိုက်တန်တယ်လို့ပြောပါတယ်။ဘောလာကသူ့ရဲ့မှတ်ချက်တွေကိုတိုက်ရိုက်နဲ့ရှင်းလင်းတဲ့ message နဲ့အဆုံးသတ်ခဲ့ပြီးသူ့ရဲ့နောက်ထပ်ပြိုင်ဘက်က Patron ဖြစ်လိမ့်မယ်လို့အတည်ပြုခဲ့ပါတယ်။အဲ့ဒီညနေမှာ Patron ကိုတွေ့ကျင်တယ်လို့နဲ့တခြားအစီအစဉ်တွေမြည်တို့ပင်ရှိစေကမူသူ့ရဲ့နောက်ထပ်ရည်မှန်းချက်ကဒီပွဲတစ်ခုလေးသာဖြစ်တယ်လို့ဆိုပါတယ်။အချင်းချုပ်ပြောရရင်ညနေခင်းရဲ့အဓိကပွဲကတခြားသတင်းတွေမှာ Sorogan က Outlastဖရီရာကိုဒုတိယအချီမှာထူနဲ့အနိုင်ရပြီးယာယီ heavyweight champion ဆုကိုပြန်လည်ရယူခဲ့ပါတယ်။ပွဲပြီးမှာရောနော့ကိုခံပညာအတိုင်းဝိုင်းမှာပြင်းထန်တဲ့အငင်းပွားမှုတွေပေါ်ပေါက်ခဲ့ပြီးဖြစ်ပျက်ခဲ့တာတွေရဲ့ကွဲပြားတဲ့ဗရှင်းတွေကိုကြေပြန့်ဆွေးနွေးခဲ့ကြပါတယ်။ပွဲပြီးမှာညာကဒမစ်ပနိုစီချက်ချင်းအာယုံဆိုင်ပြီးချန်ပီယံဆုပေါင်းစည်းရေးပွဲကျင်းပဖို့တောင်းဆိုခဲ့ပါတယ်။သူကစက်တင်ဘာလမှာပါရီမှာပွဲကိုကျင်းပဖို့အကြံပြုခဲ့ပြီးလူအများကဒီပွဲကိုသူ့ရဲ့နောက်ထပ်လှုပ်ရှားမှုအတွက်တရားဝင်ကြီးညာချက်အဖြစ်အတိတ်ပဲဖွင့်ဆိုခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲ Olex Pereira ကရှုံးနိမ့်ပြီးနောက်တည်ငြိမ်နေပုံရပြီး heavyweight တန်းမှာဆက်လက်ရှင်ပြိုင်ဖို့နောက်ဆုံးဆုံးဖြတ်ချက်မချရသေးပဲသူ့ရဲ့အနာဂတ်အတွက်ဆုံးဖြတ်ချက်မချခင်မှာသူ့အဖွဲ့နဲ့ဆွေးနွေးပြီးအားလုံးကိုပြန်လည်သုံးသပ်မယ်လို့ရှင်းပြခဲ့ပါတယ်။မှတ်သားစရာကတော့ John Jones ကကွန်နိုင်ရပြီးချင်း Instagram မှာစိတ်သင်္ကေတပါတဲ့ကွင်းဆက်ကိုဝစ်ဆင်ထားတဲ့ message တစ်ခုတင်ခဲ့ပါတယ်။သူကချန်ပီယံတစ်အတွက်ဂုဏ်ပြုစကားပြောကြားခဲ့ပြီးတိုက်ပွဲတစ်လျှောက်လုံးသူ့ရဲ့စွမ်းဆောင်ရည်ကိုထူးချွန်ထက်မြက်တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဂျိုရှိုကစ်ကတော့ရှုံးနိမ့်ခဲ့ပေမဲ့ဖရီရာနဲ့ထိုးတက်ဖို့စိတ်ဝင်စားနေစေဖြစ်ပြီးအက်စပယ်လုံနဲ့ဂန်တို့ရဲ့ချန်ပီယံဆုအတွက်ပြန်လည်ရှင်ပြိုင်မှုဟာအဖြစ်နိုင်ဆုံးအခြေအနေဖြစ်တယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ Francis Ngannou ကိုသူ့ရဲ့ထူးချွန်တဲ့စွမ်းဆောင်ရည်အတွက်ချီးကျူးခဲ့ပြီး Derek Brunson ကဂန်ဟာသူ့ရဲ့အကောင်းဆုံးပုံစံကိုပြသခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။တိုက်ခိုက်ရေးသမားတွေနဲ့သုံးသက်သူအများပြားကတုံ့ပြန်ခဲ့ကြပြီးတချို့ကဂန်နဲ့ Espelon တို့ရဲ့ထိုးသက်ပွဲဟာအလွန်နီးကပ်တဲ့ပွဲတစ်ပွဲဖြစ်လိမ့်မယ်လို့ပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့ဝေဖန်ရေးသမားတွေကဂန်ဟာပွဲပြီးဆုံးချိန်မှာတရားမဝင်ခေါင်းတိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆွဆွဲခဲ့ကြတာကြောင့်အဆုံးသတ်ဟာအငင်းပွားစရာမရှိပါဘူး။ Real One Night နဲ့အခြားသူများကအချို့သောထိုးနှက်ချက်များသည့်မေးခွန်းထုတ်เสียဖြစ်ပြီးအချို့မှမူပြန်လည်စဉ်းစားသင့်သည်ဟုယူဆကပုံမပြင်းထန်စွာထိုးနှက်ခဲ့ကြောင်းမှတ်ချက်ပြုခဲ့ကြသည်။နောက်ဆုံးတွင် Pereira သည်ရခင်ရှုံးနေပြီးနောက်ကဲ့သို့ပင်သူ့အဖွဲ့နှင့်ထိုင်ပြီးအသေးစိတ်ချက်အလက်အားလုံးကိုခွဲချမ်းစိတ်ဖြာကသူ၏နောက်ထပ်လှုပ်ရှားမှုကိုယုံကြည်မှုရှိရှိနှင့်တည်ငြိမ်စွာဆုံးဖြတ်မည်ဟုအတည်ပြုခဲ့သည်။ဤသမိုင်းဝင်များ၏အဓိကပွဲစဉ်တွင်အခြားဇလန်တစ်ပုဒ်ကိုဆက်လက်ပြောရလျင် Justin Gaethje သည်စတုထအချီပြီးတွင်ရလိုက်ကြအံ့အားသင့်ပွဲနောက်ခေါက်ဖြင့်အနိုင်ယူခဲ့သည်။ရလိုက်ကြ၏အဖွဲ့ကပွဲစဉ်ကိုရပ်တန့်ပြီးသူပြန်လာခြင်းကိုတားဆီးရန်ဆုံးဖြတ်ခဲ့ပြီးဤပညာပိုင်းအရနောက်ခေါက်ဖြင့်ရှုံးနိမ့်ခဲ့ပြီး Gaethje သည်ချန်ပီယံအဖြစ်တရဖူဆောင်ခဲ့သည် Gaethje သည်အငင်းပွားပွဲမရှိသောLightweight Champion ဖြစ်လာခဲ့သည်ပွဲပြီးချင်း Elijah တိုက်ခိုက်ရေးသမားနှစ်ဦးစလုံးမောပန်းနွမ်းနယ်စေသည့်ရက်ဆက်ကြမ်းကြုတ်သောထိပ်တိုက်တွေ့ဆုံမှုတစ်ခုအပြီးတွင်ဆေးရန်ဆေးရုံသို့ပို့ဆောင်ခဲ့သည့်ခက်ခဲသောအဆုံးသတ်ရှိတော်လဲသူ့အဖွဲ့သည်နောက်ထပ်ထိခိုက်မှုများမဖြစ်ပွားမီဆုံးဖြတ်ချက်ချခြင်းဖြင့်ကြီးမားသောတာဝန်ယူမှုကိုပြသခဲ့သည်တိုက်ခိုက်ရေးအားကစားလောကမှတုံ့ပြန်မှုများလက်ဝင်လာခဲ့သည်အာမန်သည်တယောလောင်ပြောင်သောမှတ်ချက်ပေးခဲ့ပြီး Alexander Volkanovski သည်ပြင်းထန်သောတိုက်ပွဲ
ညပြီးတွင်ဘိုလူပွဲကိုလုံးဝယူသွတ်သည်ဟုခေါ်ဆိုခဲ့ပြီးပွဲစီစဉ်မှုကိုချီးကျူးခဲ့သည့် Tim Walsh က Gadget ရဲ့စွမ်းဆောင်ရည်အပေါ်သူ့ရဲ့အံ့အားသင့်မှုကိုမဖုံးကွယ်ထားပဲ Renata Moicano ကဒီပွဲတစ်ခုလုံးဟာအားကစားသမိုင်းမှာအကောင်းဆုံးညတွေထဲကတစ်ညဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။ James Vick ကစွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပြီး Henry Cejudo က Justin ဟာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးတိုက်ပွဲတွေထဲကတစ်ပွဲဖြစ်ပြီးကြွားကြကိုလွှမ်းမိုးပြီးမမျှော်လင့်ထားတဲ့နယ်မြေတွေကိုတွန်းပို့ခဲ့တယ်လို့ပြတော့ပါတယ် Francis Ngannou က Justin ကိုဘယ်တော့မှလစ်လူမရှုသင့်ဘူးလို့ရေးသားခဲ့ပြီးသူ့ရဲ့ချန်ပီယံဆုကိုဂုဏ်ပြုခဲ့ပြီးသူဟာဘယ်တော့မှစိတ်ပျက်စရာမရှိဘူးလို့အလေးပေးပြောကြားခဲ့ပါတယ် Redfalders ကလည်းဒီပွဲကိုရပ်တန့်ဖို့ဆုံးဖြတ်ချက်ကိုချီးကျူးခဲ့ပြီးတကယ်တိုက်ခိုက်ရေးသမားတွေဟာအဆုံးထိတိုက်ခိုက်ကြပေမဲ့ Connorman ရဲ့ဆုံးဖြတ်ချက်ကမှန်ကန်တယ်လို့ဖော်ပြခဲ့ပါတယ် Jean Silva ကဒီပွဲကိုတကယ်လုံးနဲ့ရှင်ပြန်ရတဲ့တကယ်တိုက်ပွဲတစ်ခုအဖြစ်ဖော်ပြခဲ့ပြီး Jamel Hill ကဒီကြီးကျယ်တဲ့အောင်ပွဲပြီးမှလူတိုင်းဟာသူတို့ရဲ့ view ဟာတွေကိုပြန်လည်စဉ်းစားရမယ်လို့ပြောပါတယ် Max Holloway ကအံ့အားသင့်မှုကိုရိုးရိုးရှင်းရှင်းဖော်ပြခဲ့ပြီး Kevin Holland ကဒီပွဲကိုဖျော်ဖြေရေးတက်လို့ခေါ်ဆိုခဲ့ပါတယ်သူ့ရဲ့ပွဲပြီးအင်တာဗျူးမှာ Justin ကမမျှော်လင့်ထားတဲ့သဘောထားကိုဖော်ပြခဲ့ပြီးသူဟာရှုံးနိမ့်မှုနဲ့အရှက်ရမှုအတွက်ပြင်ဆင်ပြီးအဆုံးစွန်အထိတွန်းအားပေးပြီးသူ့ရဲ့အစွမ်းကုန်တိုက်ပွဲဝင်ခဲ့တယ်လို့ပြောပါတယ်နေရာကသူ့ကိုပြင်းပြင်းထန်ထန်လှုပ်ခါပြီးမေးစေးနဲ့ခန္ဓာကိုယ်ကိုရိုက်နှက်ခဲ့ပေမဲ့အဆုံးထိဆက်လက်တိုက်ခိုက်ခဲ့တယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်ထို့နောက်သူ့မျက်နှာကိုကြည့်ပြီးရဲပြီးအဲ့ဒီမျက်နှာကိုလေးလာတင်တယ်ဟုပြောလိုက်ပြီးညနေခင်း၏အဓိကပွဲစဉ်ကိုစတင်သည့်နောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်လက်ဖော်ပြရလျင်Diego Lopesသည်အစိတ်လှုပ်ရှားပွဲအကောင်းဆုံးပြန်လည်တိုက်စစ်ဆင်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီး Steve Garcia ကိုဒုတိယအချီတွင်အောင်မြင်စွာအလဲထိုးနိုင်ခဲ့သည်ပရိသတ်အများပြားက Garcia ကပထမအချီတွင်ဦးဆောင်နေပြီးပွဲကိုရှင်းရှင်းလင်းလင်းထိန်းချုပ်နိုင်ခဲ့သည်ဟုမြင်ကြတော်လဲသို့သော Diego သည်နောက်တစ်ချီတွဒီလုံးဝကွဲပြားသောသဘောထားဖြင့်ရှင်ပြိုင်ခဲ့ပြီးပွဲစဉ်ကိုတကယ်တိုက်ပွဲတစ်ခုအဖြစ်ပြောင်းလဲရန်ဆုံးဖြတ်ခဲ့ပြီးအရှိန်ဟုန်ကိုမြင့်တင်ကအချိန်ကိုက်သည့်အထိဖိအားပေးခဲ့သည့်ထို့နောက်မျှော်လင့်ချက်အလုံးထက်ကျော်လွန်သောအပိသက်ထိုးချက်တစ်ခုပြုလုပ်ခဲ့သည် Helwan သည်ပွဲပြီးတွင်ချက်ချင်းတုံ့ပြန်ခဲ့ပြီးရင်းကိုအမခံပြန်လည်တိုက်စစ်ဆင်မှုတစ်ခုနှင့် Diego Lopes ထူးခြားသောစွမ်းဆောင်ရည်တစ်ခုဟုပြောကြားခဲ့သည် Terence Mckenny ကလည်း Steve သည်တိုက်ပွဲသည်ချက်ချင်းပြောင်းလဲသွားခြင်းမပြုမီအလွန်ကောင်းမွန်သောကြက်ခိုင်မှုရှိနေကြောင်းအတည်ပြုခဲ့သည့် Henry Cejudo ကရင်းကိုစကလုံးတစ်လုံးထဲဖြင့်ရိုးရှင်းစွာဖော်ပြခဲ့သည့်ခက်ခဲသောအစပြုမှုတစ်ခုအပြီးတွင်တရက်ကပြန်လည်တိုက်စစ်ဆင်မှုကိုရည်ညွှန်းသည့် Bronze Star ကတရက်ကသည်ပွင့်လင်းသောစစ်ပွဲတွင်ပါဝင်တိုက်ခိုက်ပြီးအန်နီရဲ့အားလုံးကိုရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့ပြီးနောက်ဆုံးတွင်အလဲထိုးခြင်းဖြင့်အနိုင်ရရှိခဲ့ကြောင်းမှတ်ချက်ပြုခဲ့သည့်ပွဲပြီးမှာတရက်ကဟာအလွန်မင်းစိတ်ခံစားမှုပြင်းထန်နေပုံရပြီးဖော်ပြလို့မရအောင်ခံစားခဲ့ရပြီးသူကြဒုံတွေ့ခဲ့ရတဲ့အခိုက်အတန့်တွေဟာသူ့ဘဝနဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းရဲ့အကောင်းဆုံးအချိန်တွေထဲကတစ်ခုဖြစ်တယ်လို့ပြောခဲ့ပါတယ်။လက်ဝှေ့သမားကသူ့ရဲ့ခီးလန်းဟာအလွန်မြန်ဆန်ခဲ့ပေမဲ့ဒီနေ့မှာတော့သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းရဲ့အကောင်းဆုံးအချိန်ကိုကြုံတွေ့နေရပြီးဒီလိုအရေးကြီးတဲ့ပွဲမှာသူ့ရဲ့အောင်ပွဲအတွက်ဂုဏ်ယူမိကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။သူ့ရဲ့အနာဂတ်အကြောင်းကိုလည်းဆွေးနွေးခဲ့ပြီးခန္ဓာကိုယ်ကိုပုံမအနားယူစေခြင်းပြီးအဲ့ဒီမောက်ပွဲအနှင်းငယ်ကစားချင်တာကြောင့်155ကီလိုဂရမ်အလေးချိန်နဲ့ကိုရှော့ချဖို့စဉ်းစားနေခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ Maddie Summer အလေးချိန်တန်းမှာပဲဆက်ရှိနေမယ်ဆိုရင်အစားအသောက်ကိုနှစ်သက်ကြောင်းဝန်ခံထားပေမဲ့အစားအသောက်ကိုတင်းကျပ်စွာစားတောက်သွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာဒဏ်ရာကင်းစင်နေပြီးသူလိုချင်တာကသူ့အဖွဲ့နဲ့အတူထိုင်ပြီးသူရွေးချယ်ထားတဲ့အလေးချိန်တန်းမှာရှိတဲ့ဘလက်ဝိတ်သမားကိုမဆိုရှင်ပြိုင်နိုင်စွမ်းရှိကြောင်းသက်သေပြဖို့နောက်ထပ်ပွဲစဉ်ကိုစောင့်မျှော်နေဖို့ပဲလိုချင်တယ်လို့အတည်ပြုခဲ့ပါတယ်။တခြားသတင်းတွေအရBuckley ဟာ Kyle Daukaus ကိုပထမအချီမှာယုံကြည်စိတ်ချရပြီးမြန်ဆန်တဲ့ခုနဲ့အနိုင်ရရှိခဲ့ပြီးသူဟာပြန်လည်ရှင်ပြိုင်နေပြီဖြစ်ပြီးသူ့ရဲ့ရခင်ကအားနည်းချက်တွေအားလုံးပြီးဆုံးသွားပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်ဒီအောင်ပွဲအပေါ်တုံ့ပြန်မှုကချက်ချင်းဆိုသလိုထွက်ပေါ်လာခဲ့ပြီး Bill Mohammed ကတချို့လူတွေကဖော်ရဲ့ဒီလိုအရေးပါတဲ့ပွဲကြီးမှာစွမ်းဆောင်ရည်ကိုမကျေနပ်ကြဘူးလို့တယော်လောင်ပြောင်ပြောဆိုခဲ့ပါတယ် Henry Cejudo ကဖော်ရဲ့စွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပြီးပထမမိနစ်ကတည်းကဖြူစင်ပြီးအဆုံးဖြတ်ပေးခဲ့တယ်လို့ဆိုပါတယ်။ Harold Hawana ကဖိုရက်တစ်ခုလေးသောရှုံးနိမ့်မှုအပြီးတစ်နှစ်နီးပါးကြာမှဒီအောင်ပွဲဟာရောက်ရှိလာခဲ့တာဖြစ်ပြီးဒီတိုက်ခိုက်ရေးသမားဟာသူ့ရဲ့အသက်မွေးဝမ်းကြောင်းမှာစာမျက်နှာတစ်ကိုစတင်လိုက်ပြီးဖြစ်ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်ပွဲပြီးမှဖိုးကဒီပွဲအပေါ်သူ့ရဲ့ခံစားချက်တွေကိုပြောကြားခဲ့ပြီးဒီလောက်ကြီးမားတဲ့ပရိသတ်ရှိမှရက်နေရတာဟာပြောမပြတလောက်အောင်များပြားကြောင်းအလေးပေးပြောကြားခဲ့ပါတယ်အရင်ကဒီလောက်ကြီးမားတဲ့ပရိသတ်ရှိမှတခါမှမတိုက်ခိုက်ဘူးလို့သူကပြောကြားခဲ့ပြီးပတ်ဝန်းကျင်ကမယုံနိုင်လောက်အောင်ကောင်းမွန်ခဲ့ပါတယ်အပိမှုလက်ခုပ်တံတွေနဲ့ထူးခြားတဲ့စွမ်းရည်တွေကညနေခင်းကိုပိုပြီးထူးခြားစေခဲ့ပါတယ်ပရိသတ်တွေနဲ့
အပြန်လန်ဆက်ဆံရတာကိုနှစ်သက်ပြီးတီရှပ်တွေနဲ့လက်ဆောင်တွေပြပေးရတာကိုလည်းနှစ်သက်ကြောင်းငါပရိသတ်တွေမှာမတူညီတဲ့စိတ်အားထက်သန်မှုရှိပြီးသူ့အတွက်ဒီအားကစားကကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်သူဟာတိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်းဆွေးနွေးခဲ့ပြီးအသက်9နှစ်အရွယ်ကလေးကတိုက်ခိုက်ရေးအားကစားမှာပါဝင်ပတ်သက်ခဲ့ပြီးသူ့ရဲ့နှစ်ပန်းနောက်ခံကသူ့ကိုယုံကြည်မှုမြင့်မားစေပေမဲ့သူ့ရဲ့တခြားကျွမ်းကျင်မှုတွေဟာတူညီတဲ့အဆင့်ကိုရောက်တဲ့အထိဆက်လက်တိုးတက်အောင်လှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာသူနားလည်ပါတယ်အဲ့ဒါကဖြစ်ပျက်နေပြီလို့သူခံစားရတယ်လို့ရှင်းပြခဲ့ပါတယ်သူကသူ့ရဲ့လေ့ကျင့်ရေးအဖွဲ့သားတွေကိုချီးကျူးခဲ့ပြီးနိုင်ငံအသီးသီးကတိုက်ခိုက်ရေးသမားတွေနဲ့အလုပ်လုပ်တာကသူ့ကိုတိုးတက်အောင်အဆက်မပြတ်လှုံ့ဆော်ပေးတယ်လို့အလေးပေးပြောကြားခဲ့ပြီးလူတိုင်းကမိသားစုတစ်ခုလိုပြုမှုပြီးတိုးတက်မှုနဲ့တိုးတက်မှုအတွက်စူးစမ်းနေကြတယ်လို့အလေးပေးပြောကြားခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့နောက်ထပ်ပြိုင်ဘက်ကဘယ်သူလဲဆိုတာကိုဂရုမစိုက်ပါဘူးဘာလို့လဲဆိုတော့သူရဲ့ရီမန်းချက်ကအစကတည်းကရှင်းရှင်းလင်းလင်းရှိနေလို့ပါပဲထိတ်ဆုံးကိုတန်တန်မတ်မတ်တက်ပြီးခါဘက်ကိုရရှိပြီးကမ္ဘာနံပါတ်1တိုက်ခိုက်ရေးသမားဖြစ်လာတဲ့အထိဆက်လက်တိုးတက်အောင်လှုပ်ဆောင်မှုပါနောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်ပြောရရင် Mauricio Raffey ဟာအမကန်ဆွမ်းဆောင်ရည်ကိုပြသခဲ့ပြီး Michael Chandler ကိုပထမအချီခုံနဲ့အနိုင်ယူခဲ့ပြီးဒီအဓိကပွဲကြီးမှာသူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းရဲ့အလှည့်ပြောင်းတစ်ခုလို့လူအများကယူဆခဲ့ကြပါတယ်ဒီရှုံးနိမ့်မှုအပြီးမှာ Chandler ရဲ့မှတ်တမ်းဟာဆွေးနွေးလေးမှုများစွာရဲ့အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပြီးရှစ်ပွဲမှာနှစ်ပွဲသာအနိုင်ရရှိခဲ့ပါတယ်။သူဟာအရင်က Dan Hooker နဲ့ Tony Ferguson တို့ကိုအနိုင်ယူခဲ့ပူးပါတယ်။တိုက်ပွဲပြီးတွင်အနားယူရန်အချိန်တန်ပြီဟုယုံကြည်သောပရိသတ်များနှင့်တိုက်ခိုက်ရေးသမားများထံမှမှတ်ချက်များစွာထွက်ပေါ်လာခဲ့သည်။ Chilson သည် Chandler သည်အံ့ဩဖွယ်ကောင်းသောခြေစွမ်းပြသနေတော်လဲထိုအခန်းကိုအဆုံးသတ်ရန်အချိန်တန်ပြီဟုရေးသားကပထမဆုံးတုံ့ပြန်သူများထဲတွင်ပါဝင်ခဲ့သည် Terence McKinney က Chandler သည်တိုက်ပွဲအတွင်းခြေတော့ဒဏ်ရာရရှိခဲ့ကြောင်းအကြံပြုခဲ့တော်လဲဟင်းသည်သူ၏အပိသက်ထိုးနှက်ချက်များ၏အရေးသွေးကိုမထိခိုက်စေကြောင်းအလေးပေးပြောကြားခဲ့ပြီးရင်းကို Floss ဟုဖော်ပြခဲ့သည် Henry Judo က Mauricio Raffey ဆွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပြီးသူ၏stand up game သည်အံ့ဩဖွယ်ကောင်းပြီးသူ၏အချိန်ကိုက်မှုသည်သူ၏ထိုးနှက်မှုတိကျမှုကိုပင်ကျော်လွန်ခဲ့ကြောင်းပြောကြားခဲ့သည် Brown Starter ကတိုက်ပွဲသည်အစကတည်းကခံမှန်းထားသည့်အတိုင်းဖြစ်ပျက်ခဲ့ကြောင်းမှတ်ချက်ပြုခဲ့သည် Ariel Wanaka Rafa သည်အပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့ပြီးစွမ်းဆောင်ရည်ကိုစနစ်တကျနှင့်တန်ရှင်းသက်ရဲ့ကြောင်းဖော်ပြခဲ့သည် Jean Silver ကသူ့ကို The Magician ဟုရိုးရိုးလေးခေါ်ဆိုခဲ့သည် Raffey လောင်အိမ်တွင်းရှိလှုပ်ရှားမှုများကို Conor McGregor အကောင်းဆုံးစွမ်းဆောင်ရည်နှင့်နှိုင်းယှဉ်သောအခါနောက်ထပ်မှတ်ချက်တစ်ခုသည်အာယုံဆိုင်မှုကိုရရှိစေခဲ့ပြီးတိုက်ပွဲတစ်လျှောက်လုံးသူပြသခဲ့သောအမြန်နှုန်းနှင့်ယုံကြည်မှုကိုမိမောက်ထုတ်ပြခဲ့သည်သို့သောအကြီးမားဆုံးအံ့အားသင့်စရာမှာတိုက်ပွဲအပြီးတွင်ဖြစ်ပေါ်လာခဲ့သည့် Mauricio ကတမိုင်းဝင်အချိန်ခါကိုဖမ်းယူပြီးလူတိုင်းရှိမှသူ့ချစ်သူကိုလက်ထပ်ခွင့်တောင်းတဲ့အခါအရင်ကအခြေအနေတွေကမှန်ကန်ခဲ့တာမဟုတ်ဘူးလို့သူပြောခဲ့ပေမဲ့ဒီနေရာနဲ့ဒီညဟာအဲ့ဒီလိုလုပ်ဖို့အကောင်းဆုံးအချိန်လို့သူခံစားရပါတယ်။သူမကပရိသတ်ကိုလက်ထပ်ခွင့်ပြန်ပေးတဲ့အခါအဲ့ဒီအခိုက်အတန့်ဟာနှစ်ထပ်အောင်ပွဲခံတဲ့အခိုက်အတန့်တစ်ခုဖြစ်လာခဲ့ပါတယ်။လောင်အိမ်ထဲမှာအောင်ပွဲခံပြီးအပြင်မှာအခန်းသစ်တစ်ခုစတင်ခြင်းဒီအထူးခါသမယအတွက်လက်ခုပ်တံတွေနဲ့ကျဲလောင်တဲ့အားပေးတံတွေနဲ့အတူပါနောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်သွားရအောင်ဂျော်ရှိုကက Derek Lewis ကိုဒုတိယအချီမှာခုနဲ့အနိုင်ယူပြီးသူ့ရဲ့အမကန်တိုးတက်မှုကိုဆက်လက်ထိန်းသိမ်းထားခဲ့ပြီး10ပွဲနိုင်10ပွဲရှုံးမှတ်တမ်းကိုထိန်းသိမ်းထားနိုင်ခဲ့ပါတယ်သူဟာခါမှတ်တမ်းကိုလည်းစက်တိုက်အများဆုံးအနိုင်ရရှိအောင်တိုးချဲ့နိုင်ခဲ့ပါတယ်အစကတည်းကဟုတ်ကဲ့ထားယုံကြည်မှုရှိရှိနဲ့အရှိန်အဟုန်ကိုထိန်းချုပ်နိုင်ခဲ့ပြီးအထူးသဖြင့်ပထမအချီမှာနှစ်ပန်းနဲ့မြေပြင်ထိန်းချုပ်မှုမှာအရှိန်အဟုန်ကိုထိန်းချုပ်နိုင်ခဲ့ပြီးဒုတိယအချီမှာပြန်လည်ရှင်ပြိုင်ပြီးပွဲကိုပြက်ပြက်သားသားအဆုံးသတ်နိုင်ခဲ့တာကြောင့်သူဟာ heavyweight တန်းမှာနာမည်တစ်လုံးနဲ့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်လာကြောင်းအတည်ပြုခဲ့ပါတယ်။အောင်ပွဲခံပြီးနောက် Alex Pereira ရဲ့ရှင်ပြိုင်မှုအကြိမ်ကြိမ်စိန်ခေါ်မှုကိုတိုက်ရိုက်တုံ့ပြန်ခဲ့ပြီးကွင်းအတွင်းနဲ့ကွင်းပြင်ပါကပရိသတ်တွေရဲ့တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ Bello Mohamed က Hocket နဲ့ Thompson တို့ကြားကအလားအလာရှိတဲ့ထိပ်တိုက်တွေ့ဆုံမှုဟာအလွန်စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်လို့မှတ်ချက်ပြုခဲ့ပြီးတခြားဝေဖန်ရေးစရာတွေကတော့ဂျိုးရှ်ရဲ့မျက်နှုံးနဲ့ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကိုချီးကျူးခဲ့ကြပါတယ်။ဟန်နီရှူလကဒီစွမ်းဆောင်ရည်ကိုအလွန်အားကောင်းတယ်လို့ဖော်ပြခဲ့ပြီးဒီအောင်ပွဲဟာမကြခင်မှာပဲချန်ပီယံဆုအတွက်လမ်းခင်းပေးနိုင်လိမ့်မယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ Terence McKinney ကဟုတ်ကဲ့ထား heavyweight တန်းကစားသမားတွေအတွက်အရန်မြန်လုံးပြီးမျက်နှုံးနဲ့တွက်လက်မှုမရှိတဲ့တိုက်ခိုက်ရေးသမားတိုင်းဟာသူ့ကိုအားနည်းချက်ဖြစ်စေလိမ့်မယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ Josh ကိုယ်တိုင်ကအောင်ပွဲအပြီးမှာတည်ငြိမ်နေပုံရပြ
ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုသူအပြည့်အဝနားမလည်သေးဘူးအိမ်ပြန်ပြီးအိယာဝင်တဲ့အခါဒီအခိုက်အတန့်ရဲ့တန်ဖိုးကိုနားလည်လိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူကချန်ပီယံမဖြစ်သေးလို့အပြည့်အဝကျဉ်းနှံမှုမရှိဘူးလို့ရှင်းပြခဲ့ပြီး Derek Lewis လိုပြိုင်ဘက်ကိုညံရှိရှိတိုက်ခိုက်ခဲ့တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်ဘာလို့လဲဆိုတော့လက်တီးတစ်ချက်ထဲနဲ့အရာအလုံးကိုပြောင်းလဲနိုင်လို့ပါဒါကြောင့်သူဟာပွင့်လင်းတဲ့စစ်ပွဲကိုရှောင်ရှားပြီးစီးကပ်တဲ့ဗျူဟာကိုအားကိုးခဲ့ပါတယ်တခြားပွဲတွေအကြောင်းပြောရင်းCyril Gane နဲ့ Alexa Pereira တို့ကြားကပွဲစဉ်ကိုဖော်ပြခဲ့ပြီးမြန်နှုံးဟာ heavyweight တန်းကစားသမားတွေအတွက်အဓိကကျပြီးအလေးချိန်တိုးလာတာကအမြဲတမ်းအဖြစ်မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။အဆုံးသတ်အနေနဲ့သူ့ရဲ့ရည်မှန်းချက်ကရိုးရှင်းပါတယ်။လက်ရှိချန်ပီယံနောက်ချန်ပီယံနဲ့ရှင်ပြိုင်ဖို့နဲ့ထိပ်ဆုံးကိုရောက်ဖို့နဲ့လွှမ်းမိုးနိုင်တဲ့ပုံစံနဲ့စတင်ခဲ့တာကိုအဆုံးသတ်ဖို့အသင့်ဖြစ်နေပြီလို့သူကပြောပါ